ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တော့ကျွန်တော်တို့ Manchester United က Liverpool ရဲ့ကွင်းကိုကျွန်တော်တွားပြီးတော့ရှင်ပြိုင်ကစားရမယ်ဆိုတော့ United အတွက်ကျွန်တော်တော်ကိုစိန်ခေါ်မှုကြီးမားလာမဲ့ပွဲဖြစ်တယ်လို့ကိုယ့်ရဲ့အခါသီးဆုံးပြိုင်ဘက်နဲ့ကျွန်တော်ရှင်ပြိုင်ကစားရမယ် Liverpool နဲ့ကစားရတဲ့ကျွန်တော်တို့ပွဲတိုင်းနှစ်တိုင်းက United အတွက်ပေါ့နော်လွယ်ကူခဲ့တဲ့ဆိုတဲ့နှစ်တီဟာမရှိသလောက်နီးပါပဲဆိုတော့အခုလက်ရှိမှာလည်းပဲ Liverpool ကဒီ International Break မတိုင်ခင်တုန်းကကျွန်တော်တို့ဒါပွဲစဉ်3ပွဲဇက်တိုက်ပြိုင်ပွဲစုံမှာသူတို့တွေရှုံထားတယ်ပရီးမီးယားလိဂ်2ပွဲအထိကျွန်တော်ရှုံထားပြီးတော့အဲ့ဒီရှုံပွဲ3ပွဲစလုံးဟာအဝေးဝင်းကလာတယ်ဆိုတော့လက်ရှိကျွန်တော်တို့က Liverpool ရဲ့အိမ်ဝင်းကိုတွားပြီးတော့ရှင်မင်းကစားရမှာManchester United နဲ့နီးပြဖြစ်တဲ့ Ruben Amorim အနေနဲ့ဘယ်လောက်ထိကျွန်တော်တို့လုံးပြနိုင်မလဲကျွန်တော် United ပုံမှာဘယ်လောက်ထိကျွန်တော်မျှော်လင့်ထားလို့ကျွန်တော်ရတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ပေါ့နော်ဆွေးနွေးစရာကောင်းတဲ့ဒါပွဲကြိုသွင်းတဲ့ချက်တွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ Premier League ပွဲစဉ်8အဖြစ်ပေါ့နော်Liverpool ရဲ့ကွင်းမှာကျွန်တော်တို့ရှင်မင်းကစားရမှာပါတနင်္ဂနွေည10:00နာရီကိုကျွန်တော်တွားပြီးရှင်မင်းကစားရမယ်ဆိုတော့လက်ရှိ Liverpool ရဲ့အနေအထားကိုကျွန်တော်ကြည့်ရင်Liverpool က Premier League ပွဲစဉ်9ပွဲမှာသူတို့9ပွဲထိအနိုင်ယူပြီးတော့ပေါ့နော်ဒါ2ပွဲရှုံးနေထားတဲ့အသင်းဖြစ်တယ်တည်ကြတယ်ဆိုတာကျွန်တော်မရှိသေးဘူးပေါ့နော်တိုက်စစ်က73ဂိုးထိကျွန်တော်ရထားတယ်ခံစစ်က9ဂိုးပြန်ပေးထားရတယ် Liverpool ကိုကျွန်တော်ဒီယာဒီကြည့်မယ်ဆိုလို့ရှိရင်Chelsea တို့ပေါ့နော် Crystal Palace တို့ကိုမရှုံးခင်မှာတောက်လျှောက်9ပွဲစက်တိုက် Premier League မှာအနိုင်ရတော့ကလည်းဖေဖေရဲ့ပုံစံမျိုးတွေနဲ့အနိုင်ရခဲ့တာတွေကျွန်တော်များတယ်ပေါ့ထူးသဖြင့်ကျွန်တော် Liverpool အသင်းအနေနဲ့ခံစစ်မှာဆိုလို့ရှိရင်တည်ငြိမ်မှုတွေအားနေတာเนาะခံစစ်မှာဆိုလို့ရှိရင်စိတ်ချမှုတွေအားနေတာဒါတွေဟာတော်တော်ကြီးကိုပြဿနာဖြစ်ခဲ့တာเนาะဆိုတော့ယာဒီစကလေးကအဲ့ဒီအတိုင်းပဲသူတို့ဆက်သွားနေခဲ့တာဆိုတော့ပြီးရတဲ့ပွဲမှာဆိုလို့ရှိရင်လည်းပဲသူတို့ Chelsea နဲ့ပွဲကော Crystal Palace နဲ့ပွဲကောခံစစ်အားနေချက်တွေကိုကျွန်တော်မြင်ရပြီးတော့သူတို့ဒီရှေ့ပွဲတွေလိုမျိုးပေါ့နော်နောက်ကြကူတွေဘာတွေနဲ့အနိုင်မယူနိုင်တော့ဘဲနဲ့သူတို့တွေတိုင်ပတ်သွားတယ်ဆိုတော့ဒါတွေကိုနီးပြအာနီစတော့ကကိုရီနဲ့ပွဲမှာပြင်ဆင်လာဖို့ကျူးပန်းမယ်ဆိုရင်တော့တမျိုးပေါ့လေနီးပြတွေဆိုတာကတော့ကိုနီးပြကလွယ်ရင်ပေါ့နော်နီးပြတွေဆိုတာကတော့အလုံးမဖြစ်တဲ့အရာတွေကိုဘယ်သူမှခက်ကြမသုံးကြဘူးပေါ့နော်အလုံးဖြစ်တဲ့အထိကျွန်တော်ဒါမျှော်လင့်ကြတာအလုံးဖြစ်တဲ့အထိကျွန်တော်ဆက်သွားကြတာပဲပြောင်းလဲကြတာပဲတိုးတော်လည်းပဲအာနီစတော့အနေနဲ့ပြောင်းလဲလာမလားပေါ့အခုဆိုလို့ရှိရင်လီဗာပူးအသင်းမှာဆိုလို့ရှိရင်ဂိုးသမားအလစ်ဆန်ပါနိုင်မှာမဟုတ်တော့ဘူးAlisson က hamstring injury ကျွန်တော်ရနေတယ်ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်ဒီသူတို့မှာ Mamadashvili ကျွန်တော်ရှိတယ်နောက်တက်မှာဆိုလို့ရှိရင်လည်း Van Dijk ကသူ့ရဲ့အကောင်းဆုံးပုံစံကျွန်တော်ပြင်မြင်မနေရဘူးကိုနာတေးကလည်းပဲ injury ပြဿနာရှိနေတဲ့ပုံစံတွေကြောင့်ပြင်သစ်လက်ရွေးစင်ကနေပြီးတော့ကျွန်တော်နှုတ်ထွက်ခဲ့တာတွေကျွန်တော်ရှိတယ်